နောက်ကတင်မောမောင်းနေတဲ့မင်းအင်ဂျင်ကြီးက cruise speed အမြန်နှုန်းအပြည့်နီးပါးနဲ့သွားမယ်ဆိုလို့ရှိရင်တရက်ကိုစီးတန်50ဝန်းကျင်စားပါတယ်တန်50ဆိုတာမျက်လုံးနဲ့မြင်အောင်ပြောရမယ်ဆိုလို့ရှိရင်လီတာ200ဆက်နဲ့ဒီတန်ကြီးပေါင်းစုစုပေါင်းအလုံး250ဝန်းကျင်ရှိပါတယ်ကျွန်တော်တို့တင်မောမှာက VLSFO very low sulfur pure wine လို့ခေါ်တဲ့စီနဲ့ LSMGO low sulfur marine gas oil လို့ခေါ်တဲ့စီဆိုပြီးတော့စီ2မျိုးသုံးပါတယ်ပုံမှန်ပင်လယ်ထဲမှာသွားလာနေတယ်ဆိုလို့ရှိရင်တော့ VLSFO ကိုသုံးပြီးတော့ American လိုမျိုးတဘာဝပတ်ဝန်းကျင်မြင်ညမ်းမှုကိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတဲ့ ECA လို့ခေါ်တဲ့ Emission Control Area တွေကိုသွားမယ်ဆိုလို့ရှိရင်တော့တဘာဝပတ်ဝန်းကျင်မြင်ညမ်းမှုနည်းတဲ့ LSMGOC ကိုပဲသုံးပါတယ် VLSFO ကတန်ကိုအနည်းဆုံးဒေါ်လာ400ဝန်းကျင်ရှိပါတယ် Cruise speed နဲ့သွားနေတဲ့တရက်ကိုတန်50ကုန်တဲ့နေမျိုးမှာဆိုလို့ရှိရင်တော့တန်50အမြောက်ဒေါ်လာ400စုစုပေါင်းဒေါ်လာ2000ဘိုးစီကုန်ပါတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့3800ဝန်းကျင်ဘိုးရှိပါတယ်ဒုတိယစီဖြစ်တဲ့ LSMGO ကိုသာသုံးမယ်ဆိုလို့ရှိရင်တော့50အမြောက်ဒေါ်လာ600တရက်ကိုဒေါ်လာ3000မြန်မာငွေအနေနဲ့ဆိုလို့ရှိရင်တော့သိန်းပေါင်း1200ဝန်းကျင်ဘိုးကုန်ပါတယ်ဒါပေမဲ့နေတိုင်းတော့တန်50ကုန်နေတာမဟုတ်ပါဘူးသင်္ဘောစိတ်ကန်းကတ်ထားတဲ့ရက်တွေဆိုလို့ရှိရင်တော့မင်းအင်ဂျင်ကြီးကမောင်းမထားတဲ့အတွက်စီလုံးဝမကုန်ပါဘူးပြီးတော့ဒီ speed အမြန်နှုန်းကို short မောင်းတဲ့ရက်တွေမှာဆိုလို့ရှိရင်လည်းစီကအဲ့ဒီလောက်ကြီးမကုန်ပါဘူးတလားတာကုန်သွားတဲ့စီကိုရက်30နဲ့စားပြီးတော့တရက်ကိုဘယ်လောက်ကုန်သွားလဲဆိုပြီးတော့ပြန်အနေနဲ့ပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမင်းအင်ဂျင်ကြီးကတရက်ကိုတန်20ဝန်းကျင်ကုန်ပါတယ်ဈေးနေတဲ့ဒေါ်လာ400တန်စီဖြစ်တဲ့ VLSFO ဆိုလို့ရှိရင်တော့ဒေါ်လာ400မြောက်20စုစုပေါင်းဒေါ်လာ8000မြန်မာငွေသိန်း320ဝန်းကျင်ကုန်ပါတယ်တရက်တာပြန်သိန်း320နဲ့ရက်ပေါင်း30နဲ့ပြန်မြောက်မယ်ဆိုလို့ရှိရင်တော့စုစုပေါင်းတလားတာအနေနဲ့စီဘိုးသိန်း9600ဝန်းကျင်ကုန်ပါတယ်ဒီသိန်း9600ကမင်းအင်ဂျင်ကြီးတက်ရဲ့စီဘိုးပဲရှိသေးတာပါတခြားမီးသက်စီရဲ့တင်မောပေါ်ကအင်ဂျင်ဝိုင်မျိုးမျိုးတွေရဲ့ကုန်ကြစရိတ်တက်ပစ္စည်းတွေကိုပုံမှန်ထိန်းသိမ်းပြုပြင်မှုတွေလုပ်တဲ့အခါမှာလဲလှယ်ရတဲ့အပိုပစ္စည်းတွေရဲ့တန်ဖိုးတင်မောသားတွေကိုပေးရတဲ့လစာစတဲ့ကုန်ကြစရိတ်တွေကလည်းဘောင်းဆောင်ရှိနေပါသေးတယ်တင်မောကုမ္ပဏီကြီးတွေအနေနဲ့ဒီတင်မောလုပ်ငန်းကအမြတ်ကျန်းလို့လုပ်ကြတယ်ဆိုတာကိုလည်းသိပါတယ်ဒါပေမဲ့တစ်ခါတလေမှာခုနကလိုမျိုးတင်မောရဲ့ကုန်ကြစရိတ်မျိုးမျိုးကိုတွေးမိသွားတဲ့အခါမျိုးမှာတော့ဒီကုမ္ပဏီကြီးတွေအနေနဲ့အမြတ်ရောကြံရလားဆိုပြီးတော့အတွေးဝင်မိတဲ့အခါတွေလည်းရှိပါတယ်ခုဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်